အားလုံးပဲမင်္ဂလာပါမိတ်ဆွေများအခုကျွန်တော်အာလာဘားမားမှာရောက်နေတယ်ပေါ့နော် rest area မှာတစ်ချက်နားရင်းနဲ့ wait series ကိုလည်းဗီဒီယိုလေးပြပေးဟိုတစ်ချက်ရိုက်တာဖြစ်ပါတယ်ဆိုတော့ဒါကတော့ဒီ highway I-20 ပေါ့နော် I-20 ကျွန်တော်59ဒီကနေဝင်လာတယ်ပေါ့နော်ဒီဂျော်ဂျီယာကနေအလာဘားမားဝင်လာပြီးမှဒါအလာဘားမားထဲမှာI-20 ထဲမှာအခုဝင်လာတာဖြစ်တယ် rest area မြို့နာမည်တော့တေချာမသိဘူးပေါ့နော်ဟို sign မတွေ့မိဘူးဆိုတော့ rest area ဖြစ်တယ်အရမ်းမိုက်တယ်ဟာသူတို့တကယ်ပဲအမေရိကမှာတော့ကုန်တွယ်မှုအားလုံးတကယ် truck တွေနဲ့ပဲပေါ့နော်ဒီပစ္စည်းကုန်တယ်ရေးကိုအကုန်အဲ့လိုမျိုးပို့ကြတော့လေ truck တွေနားဖို့အတွက် share လုပ်ပေးထားတယ်နော်အကြီးကြီးပဲပေါ့နော်နေရာအရမ်းမိုက်ပါတယ် okay အားလုံးပြန်တွေ့မယ်နော် God bless you ပါ